Okay ကျွန်တော်ရဲ့ vocabulary D3 ကနေပြန်လည်ကြိုဆိုပါတယ်အဲ့တော့ vocabulary D3 မှာကျွန်တော်ဘာလေးလာမလဲ character ဆိုတာဘာလဲဆိုရင်ကျွန်တော်တို့ရဲ့ဒီဇယိုက်ပေါ့မလို့တိုက်ရိုက်ပါလားပြန်ဇယိုက်လူတယောက်ရဲ့ဇယိုက်ဘယ်လိုရှိလဲဆိုပါစို့နော်အခုနားထောင်တဲ့လူကဘယ်လိုဇယိုက်မျိုးရှိတယ်လဲဟဲ့မင်းဇယိုက်ကဆိုပါစို့နော်မင်းတငယ်ချင်းဇယိုက်ကဘယ်လိုလဲဟဲ့ငါတငယ်ရဲ့တတိယရဲ့ဇယိုက်ဘယ်လိုလဲအဲ့လိုဇယိုက်နဲ့ပတ်သက်တဲ့စကားလုံးတွေအများကြီးကိုလေ့လာပါအဲ့တော့လူတယောက်အကြောင်းပြောတဲ့အခါမှာဇယိုက်ကအရေးကြီးတဲ့အခန်းကဏ္ဍပါဝင်တဲ့ကြောင့်မလို့ကျွန်တော်ဒီဇယိုက်ဒီအဲ့တော့ဇယိုက်ဆိုရင်ဇယိုက်နဲ့ပတ်သက်တဲ့စကားလုံးတွေပေါ့နော်နားလည်ဖို့လိုပါတယ်။ Okay အဲ့တော့သိထားဖို့လိုတယ်ပေါ့လေအဲ့တော့ဒါဆိုကျွန်တော်စကြည့်မယ်ဒီအခန်းမှာကျွန်တော်ဘာရေးလာမလဲဆိုရင် vocabulary အသစ်တွေဒီမှာပြထားတဲ့စကားလုံးတဲ့အများကြီးပိုသိရမှာနော်ဒါပေမဲ့ကျွန်တော်ဒီစိတ်ဝင်စားစရာကောင်းလောက်မဲ့ vocabulary တွေကျွန်တော်ဆက်လုပ်ထားတာအမှလူတရားကိုယုံကြည်ရတယ်အားကိုးရတယ်စိတ်ချရတယ်ဆိုရင်ဘယ်လိုသုံးမလဲပျော်နေတဲ့လူကိုဘယ်လိုသုံးမလဲနိုင်စချင့်ချိန်ပြီးမှလောက်တက်တဲ့လူမျိုးပညာဉာဏ်ကြီးရဲ့လူမျိုးဆိုရင်ဘယ်လိုစကားလုံးတွေသုံးပြီးလုပ်လဲတော့ကရောက်တက်တဲ့ပူပန်တက်တဲ့လူမျိုးဘယ်လိုခေါ်လဲနောက်ပြီးရင်ဒီလူကအရင်ပါရမီရှိတယ်ဒီလူကအရင်တော်တယ်တော်တာမှကြိုးစားလို့တော်တာမဟုတ်တကူတဲ့ပါရမီပါလာလို့တော့အဲ့လိုမျိုးကျွန်တော်သုံးတာပါရမီရှိတော့ဘယ်လိုသုံးလဲနော်နောက်တစ်ခုကနော်ဟဲ့အောင်မင်းအခုမင်းတငယ်ချင်းဇယိုက်ကဘယ်လိုလဲမင်းနော်အမရဲ့ဇယိုက်ကဘယ်လိုလဲအစားဖြင့်ကျွန်တော်ဒီတယောက်ရဲ့ဇယိုက်ကို English လို့ဘယ်လိုမေးမလဲ What is your character လို့မမေးဘူးတကယ်တိုက်ရိုက်မမေးဘူးတကယ်တော့ English မှာသုံးတဲ့စကားလုံးတွေ phrase လေး expression လေးရှိရပါတော့ဒီလိုလေးဖြစ်ခဲ့ရင်ဖြစ်မရင်ကောင်းပါပဲဆိုပြီးတခုခုတန်းတာတဲ့ပုံစံမျိုးလေးပြောတာမျိုးဆိုရင်ကျွန်တော်တို့ဘယ်လိုသုံးပတ်တန်လေးတစ်ခုလည်းကျွန်တော်သင်ပေးမယ်နောက်ဆုံးပါ Okay ဒါဆိုကျွန်တော်စမယ်အဲ့တော့ပထမဆုံး describe your character ဒီမှာသူဇာတ်လေးပြထားတယ်အဲ့တော့ဒါပါလဲဆိုရင်ကျွန်တော်တို့ personality test ပေါ့နော် personality test ပုံစံမျိုးလုပ်ထားတာအဲ့တော့ choose the number that describe you for example in the first line okay in the first line 1 very positive 3 not positive or negative 5 very negative positive တဲ့ဘက်ကရှိတဲ့နံပါတ်1ကိုရွေးလိုက်တယ်ဆိုတာကောင်းတဲ့အပိုင်းတွေပေါ့အလဲက3ကိုရွေးထားရဆိုရင်ကျွန်တော်တို့ဒီပုံမှန် neutral ပေါ့ကောင်းတာလည်းမဟုတ်ဘူးဆိုတာလည်းမဟုတ်ဘူးဒီဘက်ကကျန်တဲ့ဟာဆိုရင်ကျွန်တော်တို့က5ရောက်သွားဆိုရင်မကောင်းတဲ့အပိုင်း negative ပိုင်းရောက်သွားပြီဒါမယ်နော် okay အဲ့တော့ကျွန်တော်တို့ကဘယ်လိုပြောမလဲပထမဦးဆုံးဒီမှာဆိုရင် I think I am positive ကျွန်တော်ကနော်တနည်းအားဖြင့်အကောင်းမြင်တဲ့တခုခုဆိုရင်ကျွန်တော်ဒီအဲ့လိုအစိုးမြင်တဲ့ဘူးကောင်းမြင်တဲ့စကားဆိုကျွန်တော်ဒီ I am positive very positive ဒါဆိုတစ်ကိုကြီးဟိုကျွန်တော်ဘာဖြစ်တနည်းအားဖြင့်မကောင်းပါဘူးကွာအရှင်တစ်ခုမြင်နိုင်တယ်အစိုးမြင်တယ်ဆိုရင် I am negative you are so negative အဲ့တော့ positive နဲ့ negative အစားကျွန်တော်ဒီနော်နောက်ထပ်စကားလုံးတစ်ခုရှိတယ် optimistic positive အစားသုံးတဲ့စကားလုံး optimistic optimistic နော်တခုခုဆိုရင်အကောင်းမြင်တတ်တာအကောင်းမြင်တဲ့စိတ်ရှိရကျွန်တော် optimistic လို့ခေါ်တယ် okay အဲ့တော့ negative ဆိုတာအဆိုးမြင်တာတခုခုဆိုရင်နော်အဲ့တော့အဆိုးတခုခုနောက်တစ်ခုကဘာလို့ဆိုရင်ကျွန်တော်နော်အဆိုးမြင်တာကိုကျွန်တော်တို့ကနော် pessimistic လို့ခေါ်တယ် pessimistic ဆိုတာအဆိုးမြင်တာသူ့ရဲ့စကားလုံးစလုံးပေါင်းလေးမှတ်ထားမယ်နော်P E S sorry နော်စလုံးပေါင်းပြီးတော့pessimistic pessimistic နော် pessimistic ဆိုတာဒီ PESSIMISTIC pessimistic ဆိုတာတခုခုကိုအဆိုးမြင်တဲ့လူကို pessimistic လို့ခေါ်တယ် okay ဟုတ်ပြီ I'm usually reliable ယုံကြည်ရတယ်စိတ်ချရလို့ရတယ်အားကိုးလို့ရတယ်ဒါဆိုကျွန်တော်ဒီနော်ယုံကြည်လို့ရတယ်ဆိုရင် reliable တုံးတယ်မယုံကြည်ရလို့ရှိရ UN ဆို negative နော် prefix လေးထည့်လိုက်အောင်မယ် I'm quite reliable သိမယုံပါဘူး I'm quite confident နော်ကိုယုံကြည်မှုရှိရအဲ့တော့မရှိဘူးယုံကြည်မှုမရှိဘူးဆိုရင်တော့နော်ကျွန်တော်ရှက်တတ်တယ်ပေါ့ I'm quite shy နော်ကျွန်တော်ကရှက်တတ်တယ် I'm hard working ကျွန်တော်ဒီအလုပ်ကြိုးစားတယ်တခုခုဝရိယကောင်းတယ်ဆိုရင်နော် hard working လို့ခေါ်တယ်နော်အဲ့ဒီသူ့ရဲ့နောက်ထပ် hard working ရဲ့စလုံး DELIGENT diligent လို့သုံးတယ်နော်ဇွဲကောင်းတာဇွဲရှိတာကို diligent အဲ့ဒါ hard working နဲ့တူတူပဲ I'm quite lazy နော် lazy ဆိုတာပြင်းတာသိပါတယ်နော်အကုန်လုံးကျွန်တော်ကပျော်နေရတယ်နော်သူ့မှာဟာသဉာဏ်ရှိတယ်နော်အဲ့တော့ဟာသဉာဏ်လေးရှိတယ်ဆိုတဲ့ကလုံးကိုဒီအတွဲလေးကိုမှတ်ပြီးသုံးပါတယ် He have a good sense of humor နော် He have a good sense of humor အဲ့တော့သူ့မှာဟာသဉာဏ်ရှိတယ်ပျော်တတ်တယ်လို့ဆိုရင် He have a good sense ဒီကောင်လေးနေရာပြောရအောင်ဒီကောင်နော်ဟာသဉာဏ်ရှိတယ်အဲ့လိုမျိုးဆိုကျွန်တော် he has a good sense of humor
သူ့သွားပြီးနောက်လို့မရဘူးနော်ဒီကောင်ကနည်းနည်းလေးနော်ဘာမှလို့ direct serious ဆိုတဲ့စကားလုံး direct ဘာသာပြန်ပြန်ကျွန်တော်စကားလုံးရှာမတွေ့ဘူးနော်ဆိုတော့ serious ဆိုတော့ သူကခက်တီတီနေရတဲ့ပေါ့အဲ့လိုမျိုးအနည်းဆုံးပြန်လို့ရတယ်နော် I'm quite usually နော် I'm usually quite serious နော်ကျွန်တော်ကအဲ့လိုခက်တီတီပဲနေရတယ်တနည်းအားဖြင့်အဲ့လိုဟာတာလောက်တာတွေစတော့တာသိမလုပ်တတ်ဘူးနော်တခုခုဆိုရင်အတီးလောက်တာအတီးတွေးတာအတီးတကယ်ချင်းကိုစရတယောက်ကနော်အတီးတွေးနေတာဆိုရင် is serious နော်Are you kidding me ဆိုရင်မင်းကဟိုနောက်နေရလားဆို No I'm serious ငါတကယ်ပြောနေတာအဲ့လိုမျိုးတော့တကယ်အတီးရုပ်တီလို့ကျွန်တော်သုံးတာဆိုရင် serious နော် Is he friendly နော် He's friendly နော် तू ကခင်စရာကောင်းလား Yes he is friendly but serious နော်ခင်စရာကောင်းဒါပေမဲ့နော်ခါလေးကြရင်ရုပ်တီနေနေရပေါ့နော်sometimes serious ခါလေးကြရုပ်တီနေအဲ့လိုမျိုးသုံးတယ် Okay နောက်တစ်ခုက I'm usually quite patient ကိုဒီပါလေနော်ဘာဖြစ်လို့စိတ်ရှည်တာကိုခေါ်တာအဲ့တော့စိတ်ရှည်တာကို patient သုံးတယ်အဲ့တော့သူရှေ့ကနော် I am in ဆိုတဲ့စကားလုံးထည့်လိုက်ရင် impatient သိမရှိဘူး Okay အဲ့တော့ဒီမှာရှိတဲ့ထဲမှာကိုအမှတ်ပေးကြည့်ကိုဘယ်လောက်ရလဲပေါ့နော်အဲ့တော့ဒီမှာဆိုရင်နော်အဲ့တော့တစ်တွေများတယ်ဆိုရင်ကျွန်တော်ဒီတာလီကိုကကောင်းတယ်ဒီဘက်ကနော်များတယ်သိမကောင်းဘူးပေါ့လေဒီလိုမျိုးသုံးတယ် Okay အဲ့တော့ဒီမှာကျွန်တော်စာဆက်မသိခင်မှာဘာဖြစ်တုံးဆိုရင်ဒီလို vocabulary တွေကိုဒီလိုခုနပြောတဲ့ character နဲ့ပတ်သက်တဲ့ vocabulary တွေကိုလေ့လာခြင်းဘယ်မှာသွားလေ့လာအောင်ဆိုရင်ကျွန်တော်တို့နော်ဒီမှာနော်ကျွန်တော် Google website ထဲမှာ personality test ဆိုတဲ့နော်ဟာလေးရိုက်ထည့်လိုက်နော်အဲ့မှာ personality test ဆိုတဲ့ထဲမှာကိုယ့်ရဲ့ personality အကြောင်းကိုသူမေးရမေး English လို့မေးတဲ့ဟာလေးကျွန်တော်ဖြေလိုက်ဖြေပြီးရင်ကိုယ့်ရဲ့ personality ဘာလဲဆိုတဲ့ result ကိုလည်းရလိမ့်မယ်ပြီးရင်အဲ့မှာဆိုတော့ဒီမှာဆိုရင်ကျွန်တော်ရဲ့ personality ဆိုရင် commander ပေါ့ commander ဆိုရင် ENTJ personality လို့ခေါ်တယ်အဲ့ဒါဆိုရင် personality ကအဲ့မှာ adjective တွေအများကြီးအဲ့နဲ့ပတ်သက်တဲ့ vocabulary အများကြီးကျွန်တော်လေ့လာဒီမှာတော့ကျွန်တော်ခေါင်းစဉ်မှာပဲကျွန်တော်ပြရနော် bold တတိရှိတယ် strong ဖြစ်တယ်နော် courageous ဖြစ်တယ်နော် imaginative ထွင်ဉဏ်ကောင်းတယ်နော်ခုနကပြောစိတ်ကူးရင်အားကောင်းတယ် strong will နော်အဲ့ဒါစိတ်အားကောင်းတယ်စိတ်အားပြင်းထန်တယ်တနည်းအားဖြင့်ပြောရင်နော်ဟိုဘယ်လိုပြောမလဲစိတ်သက်ခိုင်ပါတယ်ပေါ့ always find it a way နော်အဲ့တော့တနည်းအားဖြင့်နီးလန်းအမြဲရှာပြီးတခုရအောင်လုပ်တယ်ဒီမှာဆိုရင်နော် extroverted intuitive thinking judging ဒီစကားလုံးတွေပါလဲ dictionary ရဲ့ရှာပြီးအဲ့တော့ကိုယ့်ရဲ့ဒီနာနဲ့ပတ်သက်တဲ့ vocabulary များများလေ့လာခြင်းကျွန်တော်ခုနကပြော personality test ကိုသွားဖြေပြီးရင်သူ့ result ကို type ဖက်မသိစကားလုံးဝင်းချင်းရှာပြီးရင်စာရတဲ့ကောင်းမှဒါဆိုကိုယ့်ရဲ့ character နဲ့ပတ်သက်တဲ့စကားလုံး personality နဲ့ပတ်သက်တဲ့ character ဆို personality နဲ့တိတ်မကွာဘူးเนาะအဲ့တော့စကားလုံးတွေအများကြီးကျွန်တော်ရလာလိမ့်မယ်ပြီးရင်ကိုယ့်ရဲ့ personality လည်းသိသွားလိမ့်မယ်เนาะဒါကကိုယ့်အတွက်เนาะ plus เนาะဒါကလက်ဆောင်ပေးတာဟုတ်ပြီအဲ့တော့တယောက်ရဲ့ personality ကိုဘယ်လိုမေးမလဲเนาะအဲ့တော့ what is your personality what is your character လို့မေးကိုကျွန်တော်ဒီ what's he like what's she like တခါလေအသုံးလုံးတရားမှတ်ထားအောင်เนาะ what's he like မင်းကနော် तू ကဘယ်သူနဲ့တူလဲဘာနဲ့တူလဲအဲ့လိုမျိုးကျွန်တော်မေးတာမဟုတ်ဘူးဒီ personality ကဘာလဲဆိုတဲ့ကောင်ဒီ phrase လိုက်လေးမှတ်ထားပါ what's he like what's your sister like နော်အဲ့ဒါ what do you like နော် sorry no what do you like မဟုတ်ဘူး do you like ကကျတော့ကျွန်တော်ရုပ်ကိုမေးရနော်အဲ့နော်အဲ့နော်ဟိုဘက်ကရုပ်ရည်တယ်ဒီမှာဆိုရင်ကျွန်တော်တို့ကဒီမှာရှိရဲ့ apostrophe s နော် is ကိုပြောတာနော် what is he like what are you like မင်းကဘယ်လိုစိတ်သဘောထားရှိလဲ what are you like what is he like what is she like နော် what is your sister like အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာရှိ apostrophe က is နော် do that is မဟုတ်ဘူးနော်မှာကျွန်တော်တို့က smart ပြီးသုံးပြီနော်အဲ့တော့ is ကိုသုံးတယ် he's very nice he's very nice သူကအရင်သဘောကောင်းတယ် he is friendly he is serious ရုပ်တည်နေရတယ်ဒီလိုမျိုးသုံးတယ် okay ခုနကကျွန်တော်သုံးသွားတဲ့ဟာတွေကကျွန်တော်တို့เนาะအဲ့တော့ adjective တွေဆိုကျွန်တော်များသောအားဖြင့်เนาะသူ့မှာတစ်ဖက်ရှိရကောင်းတဲ့တစ်ဖက်ရှိရင်ဆိုးတဲ့တစ်ဖက်လည်းရှိအဲ့တော့များသောအားဖြင့် character ကိုပြတဲ့စကားလုံးတွေ personality ကိုပြတဲ့စကားလုံးတွေကအဲ့တော့နှစ်ဖက်เนาะအဲ့သူ့မှာဆိုရင်ကောင်းတဲ့ meaning ရှိရသူ့ရဲ့ဆိုးတဲ့ meaning opposite word တွေရှိရပေါ့เนาะအဲ့ဒါ for example ဆိုရင်ကျွန်တော်ဒီเนาะ generous generous ဆိုတာရက်ရောတာတခုခုပေးကမ်းတာเนาะအဲ့တော့သဘောကောင်းတော့လည်း generous လို့သုံးလို့ရတယ်ဟို तू ကအလှူဒန်းရက်ရောရင်လည်းကျွန်တော် generous သုံးလို့ရတယ်တခုခုသဘောကောင်းတယ်တခုတကယ်ရအမြဲလှုပ်ပေးရင်နော်အဲ့တော့တခုခုကူညီတော်တိုင်းလှုပ်ပေးရဆိုလည်းသူ့ကို generous သုံးလို့ရတယ်ပတ်စံထဲမှာမဟုတ်ဘူးနော်အဲ့တော့ဘာနဲ့ဖြစ်လှုပ်ပေးရဆိုသူဒီ generous သူ့ရဲ့စံချိန်ဘက်ကအမိရဲ့မိနော်သဘောဆိုးတာနော်စိတ်ထားပုတ်တာနော် why are you so mean ဒါကျွန်တော် speaking မှာအမြဲသုံးတယ် why are you so mean ဘာလို့နေအရင်ကျင်ပုတ်တာလဲနော် why ဆိုကျွန်တော်တကယ်ဆိုကျွန်တော်အဲ့စကားလုံးအဲ့ expression ကိုအမြဲပြောတယ် why are you so mean နော် that's the way it is that's who I am နော်
ngà về liền là ngà về nó bảo là ngà chỉ một câu nè đó đó nó rồi mấy mà nói chỉ một câu nào liền nó là nó từng ngày chỉ là nó nghe rồi rồi why are you so mean you so mean you're so mean rồi mấy cái anh em chỉ yêu đã vậy rồi mấy cái chỉ yêu đã nó được bảo rồi cái xin này à trơn tru à nó bắt đầu cool down này mà bây giờ nó là nhiều nó cái đấy rồi nó he's so mean nó đúng không nó ai mà cho nó cũng là chỉ yêu đã này nói mà rồi STINGY stinky လို့သုံးလို့ရတယ်ကက်စီနေတာဒါပတ်စံကက်စီနေတဲ့ကိစ္စတော့ပဲတော့တုံးတာဆိုရင် he's so stinky ကက်စီနေတယ်နော် you won't get any နော် you won't get any money နော်ဘာမှပတ်စံရမှာမဟုတ်ဘူးနော်အရင်ကက်စီနေတယ်လို့တုံးတယ် okay နောက်တစ်ခု honest နော် honest လို့မထားပါဘူးနော် honest နော် h နဲ့စာရင်ပဲကျွန်တော်ဒီ h ကို silent လုပ်ပြီးထွက်တယ် honest နော်ကြိုးတာသိပါတယ်နော်သူရဲ့အစံညဘက်ဒီရှေ့က display ထည့်လိုက်အောင်မယ် dishonest မယူတာဘူး clever intelligent နော်တော်တာပေါ့သူရဲ့စံချိန်မှာက stupid အားလုံးသိတယ် okay clever intelligent ဆိုတာဉာဏ်ကောင်းတာတော်တာကိုခေါ်တာအဲ့ဒါပို့ပြီးတော့သူဒီဘယ်လိုပြောမလဲအရန်ကြီးကိုထက်မြက်နေတာဆိုရင်ကျွန်တော်တို့ကနော်ထက်မြက်တယ်ဆိုတော့တနည်းအားဖြင့်မွေးရပါထူးချင်တာပါရမီပါတာဆိုရင်ကျွန်တော်တို့က genius လို့သုံးတာပေါ့ okay ပုံမှန်ကတော့ clever intelligent နောက်ထပ်ဆက်သွားရင် genius နောက်တစ်ခုဆက်သုံးလို့ရသေးတယ်နော်ပါရမီပါလာတာခုနကကျွန်တော်ပြောရဲပါရမီပါလာတော့ TALENTED talented လို့သုံးတယ် okay good calm ဆိုတာကျွန်တော်တို့ကနော်အေးအေးဆေးဆေးရှိရသူကြည့်လိုက်တည်ငြိမ်နေရပဲအေးဆေးနေရပဲ calm နော် calm မဟုတ်ဘူးနော် calm လို့သုံးတယ်အဲ့တော့ဒီဥစ္စာညီမကအမြဲသူကြည့်ရင်ပြားတာပဲနော်ပြားနေချုပ်နော်အမြဲနော်မျက်စိကိုနှောက်တာပဲအဲ့ဒါဆိုကျွန်တော်ဒီ nervous အဲ့နော်အမြဲသူကြည့်လိုက်ရင်နော်အဲ့တော့နော်စိတ်တွေချုပ်ထွေးနေရပဲဆိုရင် anxious he is so anxious he is so nervous နော်တခုအမြဲကြည့်လိုက်ရင်နော်ရှက်ပြနေဆိုရင် he is so anxious he is so nervous လို့သုံးတယ် okay ဆက်သွားမယ်ခုနကလိုမျိုးကျွန်တော် adjective သုံးတယောက်ကိုတငယ်တယောက်ကိုဘယ်လို describe လုပ်မလဲဆိုတော့ဒီမှာ तू က for example ပေးထားတယ်ကျွန်တော်ဖတ်ကြည့်အောင်ကိုကလေးကြတဲ့လိုမျိုးကျွန်တော်ဒီနေရာမှာကျွန်တော်တငယ်ချင်းနေရာကိုအစားထိုးပြီးတကယ်သူ့အတွက်သုံးတဲ့နော်ဆိုပါတော့ခုနသုံးသင်ခဲ့တဲ့ဟာတွေကိုအစားထိုးပြီးသုံးကြည့်ဒါဆိုကျွန်တော်ပို့ပြီးတော့ effective ဖြစ်နေမယ် The first thing I will say about my best friend is she's very sensible what is sensible ဆိုတာတခုခုကိုချင့်ကျိန်တိုင်းစာပြီးမှလောက်တာနော်ပညာဉာဏ်ကြီးရယ်ဆိုတာသူဒီခုနပြောအကြောင်းအကျိုးသိတာနော်အဲ့လိုမျိုးတခုခုကိုမစင်မချင်းမလောက်တာဘူးစဉ်ချင်းလောက်တဲ့လူမျိုးကိုနော် he is so sensible he is very sensible နော် sensible လို့သုံးတယ်ပညာဉာဏ်ရှိရတခုခု stupid တွေမလောက်တတ်ဘူးအမြဲတမ်းသူဒီတခုလုံးမယ်ဆိုရင်ချင့်ကျိန်တိုင်းစာပြီးမှလောက်တာမျိုးနော်အဲ့တော့ I've never known Emily to do anything silly မဟုတ်တဲ့ရုပ် silly ဆိုတော့ကျွန်တော်ယူမိုက်နော်အဲ့တော့ဘယ်လိုပြောမလဲနော်ယူမိုက်ချစ်ခဲ့လေချစ်လူမိုက်တို့လုံးတာတဲ့နော် silly လောက်တယ် silly ဖြစ်တယ်အဲ့လိုယူမိုက်လောက်တာမျိုးကိုငါဘယ်တော့မှနော်အမလီလောက်တာကိုမတွေ့ခဲ့ဘူးနော်မသိခဲ့ဘူး I know I can always trust her အမြဲတမ်းသူ့ကိုယုံကြည်လို့ရတယ် trust ဆိုတဲ့ကလုံးသိပါတယ်နော် trust ဆိုတာတခုကိုယုံကြည်တရားကိုယုံကြည် I also very she's also very creative အရင်ဘယ်လိုပြောမလဲ trend တဲ့တနည်းအားဖြင့်စမ်းသစ်ပြီး trend တိုင်းဆိုရင်ရှိတယ်နော်တခုခု trend ဉာဏ်ရှိရပေါ့လေshe makes things and she's very talented artist not talented artist အဲ့တော့သူမနော်အရာဝတ္ထုတွေကိုနော် create လုပ်တယ်နော်အဲ့ဘာလို့သူမအရင်ပါရမီထူးလို့ပါရမီခုနကကျွန်တော်တစ်ခါရှင်းပြတယ်တခုခုအရင်တော်တယ်ပါရမီပါလာဆိုရင် talented ပါရမီပါတော့ artist လူပညာရှင်တယောက်ဖြစ်တယ် I wish I had her talent ဒီစကားလုံးလေးချက်မှာပါ I wish အဲ့တော့ I wish နောက်က subject လိုက်တယ် verb လိုက်တယ် I wish I had her talent သူ့ရဲ့အစွမ်းစားလိုမျိုးသူ့ရဲ့နော်ပါရမီလိုမျိုးငါ့မှာရှိရင်ကောင်းပါပဲတကယ်ဖြစ်နိုင်ခြင်းမရှိဘူးအဲ့တော့တကယ်ဖြစ်နိုင်ခြင်းမရှိဘဲနဲ့ကိုကတောင်းတတယ်တခုဖြစ်ချင်တယ်ဆိုရင်ကျွန်တော်ဒီ I wish I had နော်ဥပမာဆို I wish နော် I am နော် I wish I win the lottery sorry win မဟုတ်ဘတ်တူကိုတုံးတယ်တော့ဒီမှာ bad ကဘတ်တူကိုတုံးတာ I wish I won the lottery ကတိပေါရင်ကောင်းပါပဲတကယ်လည်းမဟုတ်နော်နော် I wish I were a fly နော်ငါကလေးတယောက်ကောင်းဖြစ်ငါကောင်းပါပဲနော်အဲ့တော့ငါတကောင်ဖြစ်ကောင်းပါပဲအဲ့တော့နော်ငါထီပွားကောင်းအဲ့ဆိုတခုတန်းတနေရလိုချင်တာဒီမှာ buff တို့သုံးမယ်အတိတ်ကကိစ္စမဟုတ်ဘူးနော်ကိုအခုဖြစ်ချင်တာဒါပေမဲ့ဖြစ်ဖို့အတွက် chance ကတော်တော်နည်းတယ်တနည်းအားဖြင့်ပြောရင်ကျွန်တော်စိတ်ထဲမှာနော်ဟိုခြာရိုးမရှိတောင်းတတဲ့ဟာမျိုးပေါ့ဒါမျိုးဆိုရင် I wish I had နော် I wish နောက်က subject ပဲတူနော်အဲ့တော့ I wish
I had a laptop နော်ငါမှ laptop လေးရှိရင်ကောင်းပါပဲနော်ခုမှတကယ်ချိဖို့အတွက်တနေ့လို့လေးစားရဘွာ laptop ပိုင်ဖို့တော့မဖြစ်နိုင်ဘူးအဲ့လိုမျိုးပေါ့နော်နော် I wish ကျွန်တော်တို့ခုပြင်မယ်ငါမြန်မာပြည်ကိုပြန်နိုင်ကောင်းပါပဲ I wish I came back to Myanmar နော်ငါမြန်မာပြည်ကောင်းပါဒါပေမဲ့မြန်မာပြည်ပြန်လာဖို့တော့ကျွန်တော်တို့ကအချိန်ကြီးခွင့်လန်းနေတယ်အဲ့တော့နော် I wish နောက်ကအဲ့လိုလေးသုံးလို့ရပါတယ်ကိုယ့်အကူအဲ့လိုမျိုးကျွန်တော်အိတ်ဆက်နဲ့လေအကြောင်း20လောက်ထိုးပြီးတော့ practice လုပ်ကြည့်ပါ Okay အဲ့တော့နော် character နဲ့ပတ်သက်ရင်တော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်